အားလုံးပဲမင်္ဂလာပါကျမကတော့မာစေကီဂျင်ရဲ့ trainer ယူပါဖြစ်ပါတယ်ယူကဒီနေ့ပြောပြမယ့်အကြောင်းလေးကကြတော့ပေါ့နော်ဒီဂျင်ကစားလာလို့ပေါ့နော်ရလာမယ့်အကျိုးကျေးဇူးလေးတွေပြောပြချင်တာပေါ့နော်အဓိကဒီယူကတော့ဒီအားလုံးပေါ့နော်ဒီဇွန်မဆော့မယ်ကာရီယိုဆော့မယ်ယောဂဆော့မယ်ပေါ့နော်ဒီတခြားသော niche တွေအများကြီးဆော့မယ်ပေါ့နော်ဒီဘလို့ niche တွေပဲဆော့ပေါ့နော်တချို့အရာတွေကို training ပြန်ယူရတာမျိုးရှိရပေါ့နော်ဒါပေမဲ့ဒီ ယူကတော့ဒီဂျင်ကစားတဲ့အခါမှာကြတော့ပေါ့နော်အခြေခံကိုဂျင်ကိုတေချာလေးပုံမှန်ကစားမယ်ဆိုလို့ရှိရင်ဒီတခြားသော training ကိုတည်တံ့ယူစရာမလိုဘဲနဲ့လှုပ်ဆောင်နိုင်နေဆိုတဲ့အကြောင်းလေးကိုယူကအနေချင်းပြောပြချင်တာပေါ့နော်ဥပမာဘယ်လိုပုံစံနဲ့ပြောပြရမလဲဆိုရင်ယူပါပေါ့နော်ယူပါဆိုလို့ရှိရင်ဒီ trainer ပေါက်စလေးပေါ့နော် trainer ပေါက်စဘဝကနေတနေ့လောက်ကတော့ဒီပုံမှန်လေးပဲလေပတ်တယ်ပေါ့နော်ဒါပေမဲ့ဒီယူက trainer တက်9နှစ်10နှစ်10နှစ်အတွင်းမှာပေါ့နော်ဒီ training ကိုပြန်ဝင်နေအောင်ခဏထားလိုက်အောင်ပေါ့နော်ဒီ gym training ကိုပေါ့နော်ဒီတစ်ပတ်4ရက်သို့မဟုတ်5ရက်ပေါ့နော်ပုံမှန်လေးဒီအလေးမာတယ်ပေါ့နော်ဒီ cardio ဆော့တယ်အလေးမာတယ်ပေါ့နော်ဘေဒီရိုက်တယ်ပေါ့နော်ပုံမှန်လေးဆော့သွားတဲ့အတွက်ကြောင့်မလို့ယူကဘာလုပ်လဲဆိုလို့ရှိရင်ဒီတောင်တက်ဟိဆိုယူကချက်ချင်းတောင်တက်နိုင်တယ်training မယူဘူးပေါ့နော် training မယူဘဲနဲ့ပေါ့နော်ဒီ gym အလေးမခြင်းအဖြစ်ရလာတဲ့အကျိုးကျေးဇူးယူကဒါပြောပြတာပေါ့နော်ဒါတောင်တက်ဆိုလို့ရှိရင်ယူကတောင်တက်နိုင်တယ်စပိန်နင်းဆိုလို့ရှိရင်လည်းယူကစပိန်နင်းနိုင်တယ်အဲ့လိုသဘောမျိုးပြောချင်တာပေါ့နော်အဓိကပြေးဆိုလို့ရှိရင်လည်းယူက training ယူဘဲနဲ့ပြေးနိုင်တယ်ပေါ့နော် gym ကစားတဲ့အခြေခံရှိရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အနေအချင်းတော့လှုပ်ဆောင်နိုင်တယ်ဆိုတဲ့အကြောင်းဒါယူကပြောချင်တယ်ပေါ့နော်ဒီ normal ကစားသမားတွေနဲ့မတူညီတဲ့အချက်တစ်ခုပေါ့နော်အဲ့လိုမျိုးယူကရှင်းပြတယ်ယူကဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့ဒီနေပြည်တော်ပွဲမှာပေါ့နော်ဒီမြို့သားကစားပွဲတော့အနေပြီးတော့မှသွားပြိုင်တဲ့ချိန်တုန်းကလည်းယူကပွဲပြီးတဲ့တရက်ပေါ့နော်နောက်နေ့တရက်ကိုအိမ်ပြန်ရောက်ပြီးတော့နောက်နေ့မနက်ဖြန်ကိုယူကချက်ချင်းရန်ကုန်ကနေကြိုက်ထီယိုခီးစဉ်ကိုယူကစပိန်နေခဲ့တာပေါ့နော်နှစ်ညိုက်ခရီးနဲ့စပိန်နေခဲ့တာပေါ့နော်အဲ့လိုပုံစံမျိုးနေခဲ့တယ်နောက်ပြီးတော့ဒီကြိုက်ထီယိုကင်မော့စကန်ကိုရောက်တဲ့အချိန်မှာနေ့လေ17ခွဲ12လောက်ရောက်သွားတယ်17ခွဲ12ရောက်သွားတဲ့အချိန်မှာယူကထမင်းစားနားပြီးတဲ့ချက်ချင်းပေါ့နော်ဟိုအပေါ်မှာအခန်းမရမှာဆိုလို့ဆိုယူကချက်ချင်းပဲတနာရီထိုးကြီးခြေချင်းတောင်တက်ခဲ့တယ်ပေါ့နော်ဒီကီမွန်စကန်ကနေဖျားရင်မြင်ပေါ်အထိယူကတောင်တက်ခဲ့တယ်ပေါ့နော်အဲ့တော့မမိုးလာပြီးတော့မောတော့မောတယ်ဒါပေမဲ့မောပေမဲ့ကိုကခန္ဓာကိုယ်နဲ့ဒီအစားအသောက်ကိုဖြည့်တယ်ပေါ့နော်အားပြည့်အောင်ဖြည့်တယ်အဲ့ဒီအချိန်မှာယူကပိန်နာဝါတာဘိုက်ထွက်တာယူကမစင်စားနိုင်တော့ဘူးဒီကယူကလှုပ်ဆောင်ရမှာဒါတက်လုံကောင်းပြီးတော့လိုချင်တဲ့ခရီးတောင်တက်နိုင်ဖို့အတွက်ပဲယူကစဉ်းစားတာဆိုတော့အစားအသောက်ကိုတော့မပြောတော့ပေါ့နော်အဲ့တော့ယူကပြောချင်တဲ့သဘောတရားဒီချက်ချင်းပေါ့နော်လုံနိုင်နေပေါ့နော်တောင်တက်ဆိုလည်းတက်နိုင်တယ်စပိန်နဲ့ဆိုလည်း training ပြီးစပိန် training နဲ့ training မရှိဘဲနဲ့ဒါယူကစပိန်နေခဲ့တယ်တောင်ဆိုလည်းချက်ချင်းတက်နိုင်တယ်ပြေးဆိုလည်းပြေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီ professional သမားတွေလို့ပြောတာမဟုတ်ဘူးပေါ့နော်ဒါယူကပြောချင်တာကအဓိကအကြောင်းဂျင်းကစားစီခြင်းနဲ့ဆွဲရည်ရွယ်ချက်ကိုဒါပြောပြတာပေါ့နော်အဲဂျင်းကိုတစ်ပတ်4ရက်ကိုပုံမှန်လေးကစားပါပေါ့နော်နေ့တိုင်းတစ်ပတ်6ရက်ကြီးပဲ9ရက်ကြီးပဲကစားရမယ်လို့လည်းမဆိုလို့ကိုအားတဲ့အချိန်ပေါ့နော်တစ်ပတ်3ရက်အားဒါမှမဟုတ်လည်းတစ်ရက်ချအားပေါ့နော်ဂျင်းကိုပုံမှန်လေးပဲကစားပါလို့ယူကပြောချင်တယ်ပြီးတော့အလေးမတဲ့ခါမှာလည်းပေါ့နော်ဒီအရန်အခုမှစားဆုံးမဲ့ဒီဘေကနာသမားတွေအတွက် overweight အရန်မစရာမလိုဘူးပေါ့နော်ဒီပေါ့ပပလေးနဲ့ကိုနိုင်နဲ့ဝင်နေမှာမယ်တက်ကျွမ်းတဲ့ trainer နဲ့တေချာညှိနှိုင်းပြောဆိုမယ်ပေါ့နော်ကိုမှလည်းမတော်တဆပေါ့နော်ဒီယောဂရှိတယ်ဆိုလို့ရှိရင်လည်းခွဲစိတ်မှုရှိတယ်ဆိုလို့ရှိရင်လည်းဒါ trainer ရဲ့အကြံပေးမှုနဲ့လက်ရောကြီး training technique လေးကိုစားစေချင်တယ်လို့ယူကလည်းဒါအကြံပေးတာပေါ့နော်နောက်တစ်ခုကကြတော့ယူကအခုနောက်ပိုင်းနေမှာဆိုလို့ရှိရင်ဒီဘယ်လိုမျိုးတွေတွေ့လာရလဲဆိုလို့ရှိရင်သူတို့ပြတော့အမျိုးသမီးကြီးတွေပေါ့နော်မျိုးသမီးအသက်40ကျော်50မျိုးသမီးကြီးချင်းလာတယ်သူတို့ကအရန်ပိန်ရင်နေပေါ့နော်ဒီတလားတွင်းမှာပေါင်30လောက်ကြာနိုင်လားဆရာမဆိုပြီးယူအောင်မျှော်နေတစ်ချက်နဲ့မေးကြတယ်ရှိတယ်အဲ့ဒီမှာယူကသူတို့ဘယ်လိုပြောရမလဲမကြနိုင်ဘူးလည်းမပြောချင်ဘူးကြာနိုင်ပါတယ်လို့လည်းအာမမခံပေးချင်ဘူးဒါပေမဲ့အဓိကကိုစူးစမ်းအထောက်မှုကကိုသာသိရမှာပေါ့နော်အဓိကပြောချင်တာလေအဲ့တော့ဟိုပြောချင်တာစိတ်ဖိစီးမှုတွေအများကြီးနဲ့ဂျင်းစောတာပုံစံမျိုးယူကမဖြစ်စေချင်ဘူးအဓိကပျော်ပျော်ရွှင်ရွှင်လေး step by step ပေါ့နော်မကြကျင်တာချက်ကိုကနေ့စဉ်နဲ့မြတ်ဒီကိုယ့်ရဲ့လှုပ်ဆောင်ရည်စွမ်းရည်မှာတနားရီလောက်ကိုချင်းပေးစောရမယ်ဆိုပုံစံမျိုးဒါယူကဖြစ်စေချင်တာအဲ့ဒီကိုစောတဲ့တနေ့ကိုတနားရီနဲ့တစ်ပတ်4ရက်လောက်နှုံးအားအဖြစ်လဲမကြဘူးလို့လည်းမပြောနိုင်ဘူးပေါ့နော်တိတာကြောကြရောကြသွားတဲ့အရာမျိုးလည်းရှိရပေါ့နော်အဲ့လိုပုံစံမျိုးယူကအဓိကတော့ပေါ့ပါနဲ့လန်းဆန်းဆန်းနဲ့ပေါ့နော်ပေါ့ပါတက်ကြွလန်းဆန်းဆန်းလေးနဲ့ဂျင်းစောစေချင်တာအဓိကစိတ်ပြီးစီးမှုတွေနဲ့ငါကြပါမလားငါလိုချင်တဲ့ဒီပေါင်30ကြပါမလားတို့ဓာတ်ရိုက်စားမှကြမှာလားဆိုပုံစံမျိုးနဲ့ကျင်းစောတာမျိုးယူကလုံးဝအာမပေးပါဘူးပေါ့နော်ဒီပေါ့ပါလေးနဲ့လုံနိုင်စွမ်းရှိတဲ့လူတွေမပြောဘူးပေါ့နော်ဒီတချို့ဒီအသက်ရွယ်ကြီးတဲ့မျိုးသမီးတွေရှိမယ်အလုပ်ရမ်းပင်မဲ့တဲ့မျိုးသမီးငယ်လေးတွေရှိမယ်မျိုးသားတွေပေါ့နော်အဲ့တော့ကိုယူကကြတော့ဒီပေါ့ပါလေးနဲ့ဂျင်းကစားသိချင်တယ်ဆိုရည်ရွယ်ချက်တစ်ခုပြောပြတာဒါပေမဲ့ဂျင်းကစားပြီးသွားပြီဆိုလို့ရှိရင်လေဒီပေါ့နော်6လနဲ့တစ်နှစ်ထက်ကိုဂျင်းလေးကိုတေချာရည်ရှိဆွဲဆော့သွားမယ်ဆိုလို့ရှိရင်ယူကဆန္ဒကပြောတယ်ပေါ့နော်ဒီတခြားသောဟိုကစားနည်းတွေပေါ့နော်ဒီလှုပ်ဆောင်ရည်မှာလည်းပေါ့နော်တိတဲ့အချိန်ပေးကြမလို့ပဲနဲ့ကြက်ခိုင်လာတယ်တက်လုံကောင်းလာတယ်ဆိုတဲ့အကြောင်းကိုဒါယူကကိုနဲ့နှိုင်းရှင်းပြီးတော့ဒါပြောပြတာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ဒီဒီနေ့
တနေ့တာလှုပ်ဆောင်ချက်မှာတနေ့တစ်နိုင်လောက်ကိုချင်းပြီးစောစေခြင်းနဲ့နောက်တစ်ခုကကြတော့ဒီပေါ့နော်ဒီတစ်ပတ်ကို4ရက်လောက်ပဲဖြစ်3ရက်လောက်ပဲဖြစ်ပေါ့နော်ရေမြမြတောက်ပါတီးဦးတီးဦးအသီးနဲ့နေမြမြစားပါပေါ့နော် protein လေးလည်းနည်းနည်းဖြည့်ပါလို့ပြောချင်ပါနေ့စဉ်စားတောက်တဲ့စားတောက်တွေမှာလည်းဒီယူကတော့ protein ကိုပူစားပြီးတော့ဒီကာဗွန်လေးတွေကိုလည်းနည်းနည်း short စေချင်တယ်ပေါ့ဥပမာခောက်ဆွဲတို့ကြာဇန်တို့ထမင်းတို့လည်းနည်းနည်းတော့ short ပေးစေချင်တယ်ပေါ့နော်သူတို့တွေကြတော့ဒီတနေ့တာလှုပ်ဆောင်ရည်အတွက်ကိုစွမ်းဆောင်ရည်အတွက်ပဲရှိတာအသက်ရှင်မှုအတွက်ပဲရှိတာတကယ်တော့ခန္ဓာကိုယ်ကြက်သားတွေအတွက်လိုအပ်တဲ့ protein တက်တော့မဟုတ်နေဘူးပေါ့နော်အဲ့လိုလေးကိုယူဖြစ်စေချင်ပါတယ်ညီညွတ်မြတ်တဲ့အားရှိတဲ့အစားအစာကိုလည်းစားစေချင်ပါတယ်ပေါ့နော်ကဲအဲ့တော့ယူကဒါဂျင်းကစားလို့ရလာလည်းမယ်အကျိုးကျေးဇူးဒါယူကတစ်ဖက်ကနေပြန်လဲရှင်းပြပေးတာဖြစ်တယ်ပေါ့နော်ဟိုယူကခုလိုပြောတာတွေကိုလည်းအမြင်မတူအတွေးမတူလည်းကြော်သွားလို့ရပါတယ်အမြင်တူအတွေးတူတဲ့လူလက်ခံနိုင်တဲ့လူလည်း like and share လေးလုပ်ပေးပါလို့လည်းဒါယူကပြောချင်ပါတယ်ကျေးဇူး